ဆိုင်ကြောင်းဝမ်းတို့ရိုက်ပြီဒါတော့ခင်ဗျားကိုချုပ်ကန်တဲ့ပေါ့လေတန်ဒီပြဒါတော့ဆိုင်ကမောင်းပေးတဲ့အန်ဒီရဲ့သမီးဒါတော့ကမ္ဘောသားရဲ့လုံခြုံရေးဖိုင်တာကြီးနော်အကျုံးကြီးကိုလာမလုပ်နဲ့ပြေသွားမယ်တော့ဒါတို့ကိုကျွန်တော်သိနေစေအလူငွေပါတို့ဖွဲ့နော်သိနေစေကျွန်တော်အားလည်းပြပါရအောင်ကဲပရာဟိတစစ်စစ်နော်အလူတန်းစစ်စစ်ဆိုတာခုငါကြည့်နေတဲ့ TikTok file ပဲနော်ကျုပ်ကလည်းလူလိုက်ပြီနော် KB ဇက်ကလုံညွှန်ရေးလူလိုက်ပြီတာရုပါဗျာနော်ဒီလူတန်းအချင်းအကျိုးအကြောင်းစေတနာတန်တန်နဲ့နော်အဲ့ဘက်ဆောင်းချမ်းသာတယ်စေနာတန်တန်နဲ့လူတန်းအကျိုးအကြောင်းဒီတဲ့စတဲ့တဘိုးသူတို့ရဲ့ဗါလေအင်ချမ်းမြေကျိုးဆောင်လုပ်ကြီးလဲအောင်မြင်ပါစေနော်ဒါပေမဲ့အဓိပတိကကိုမမောင်လွင်နော်ကျမ်းပါပါလေချမ်းသာပါလေဒါပေမဲ့ကိုမောင်လွင်တခုတော့လိုသေးတယ်ဝင်လုံးနဲ့စုံးသွားတဲ့ security ဦးလေးကြီးကြံသေးတယ်ဒီဗီဒီယိုဖိုင်ထဲမှာမပါဘူးဖြစ်နေအဲ့ဦးလေးရဲ့ကျဲသူမိသားစုပေါ့နော်တန်းနိုင်လို့ရှိရင်အဲ့ဓမြကိုဝင်လုံးလို့တနက်နဲ့အပြစ်ခံပြီးစုံးမသွားတဲ့ဦးလေးကြီးကိုလည်းဒီအဓိပတိကကိုမမောင်လွင်လို့ပေါ့နော်စေတနာတန်တန်နဲ့ဘယ်သူရှိအောင်လဲအလူမခံဘူးသူ့ပတ်စံနဲ့သူလူတာဆောင်းချမ်းလာတယ်လူညာကြီးကျေးဇူးတင်ပါတယ်သူတို့ကိုကမလူနိုင်လို့ပေါ့နော်ဘေးတိုင်းဘူးပဲပြောနိုင်တယ်အဲ့တော့အနည်းချုပ်လေးပြောရရင်ဒီလိုမျိုးမှန်မှန်ကန်ကန်ပွင့်လင်းမြင်သွားစွာပြီးတော့တကယ်ကိုလိုအပ်နေတယ်လူတကယ်ကိုလိုအပ်နေတယ်ဆိုမှသူတို့လိုအပ်ချင်မှလိုမှာကိုယ့်တဲ့ချမ်းသာမှာပေါ့နော်ကျုပ်ရောင်းတဲ့အန်ဒီကြီးကလည်းအမကြီးပေါ့နော်ဒါပေမဲ့တကယ်ကိုလှူဒန်းတဲ့လူကိုလှူဒန်းနဲ့ပရာဟိတလုပ်နေတဲ့လူမိသူမဆိုးကိုကျွန်တော်စိုးစေးမြစော်ကားလို့ချင်းစိတ်လုံးဝမရှိပါဘူးမျက်စိထဲမှာအစင်မပြေတာထီးကျတဲ့ကောင်တော့ထီးပေါ့အဲ့ဒါကျွန်တော်မိသူတူတယောက်ကိုမပိုင်နေနဲ့မပြောတာဘူးတခုတော့ပြောမယ်နော်ဒါတို့အမောက်စိတ်မဆိုးနဲ့နော်ပိုင်နေနဲ့မပြောရဘူးငါ့ကိုဘယ်တော့မကျင်နဲ့အဘပြင်းမင်းလို့ပြောတာရသေးရဲ့ငါနာမည်အရင်မို့ငါမှတ်ပုံနေနာမည်မဟုတ်ဘူးနန္ဒကိုလေးဘာဖြစ်တဲ့ညာဖြစ်တယ်ဆိုတာပြောရင်မင်းတို့အိမ်ရှိကိုတကားလာခေါ်လိုက်မယ်အဲ့ဒါ66ကာကြီးကွက်တိနော်တရားဥပဒေတွေလည်းမင်းတို့သိအောင်လုပ်ပြောပြတာမလုပ်ဘူးဘယ်သူမှရှင်းတယ်နော်ငါတို့ယောက်ျားလို့ပဲရှင်းမှာတိုင်ညော့